ဗျာဘာလို့လဲဒီကြားထဲမှာ လူကြီးကောင်လို့မြင်တယ်လန့်စရာလားကွာ ဒီကြားထဲမှာလို့တာ ဟောအင်းလို့ထိုင်းနေတာကွာ ဩအင်းလို့ထိုင်တာလေဗျာမသိတန်တိုင်နောက်ကအချုပ်ထဲရောက်နေသလိုပဲ ကြက်မရင်းဘူးလူကြီးဘလို့ပြောလဲ လူကြီးဘယ်လိုပြောလဲ ကျော ကျော က် က် ရတဲ့မင်းဒေါ်တွေမောတွေ ကျောက်ဆိုင်တော်လာတာဗျာ ဟာဟိုကောင်ယူနေမလိုက်ဘူးနော်ဒေါသပြောပါတယ်ဒေါသပြောပါ ကျောက်ဆိုင်တော်လာတာ ဟာစိတ်တော်ရတယ်ဟဲ့ကျုပ်ကမင်းရှင်းရှင်းလေးပြောသား ဟာဘာလို့စိတ်တော်မှာတော့ဦးရွှေသွေးသမီးငလမကျောက်ဟိုဘက်ရွာမှာဟမ်တိုးအောင်တို့တိုးကြီးတို့အောင်ဘလာတို့နဲ့ကျောက်ဖဲသွားရိုက်တာကျောက်ဖဲခိုးရိုက်တာကိုအဲ့ဒီကောင်တွေသွားပြောတော့ကျောက်ကိုရှောင်းပြီပါဗျာရန်နေပါဖြစ်လာပြီ ခက်တော်တော့ဘယ်ဒီငလမတယောက်နေတော့အေးကွယ်သူ့ကိစ္စလားမင်းမဖဲပဲခိုးရိုက်ဘာရိုက်ရ အဲ့ နော် ဒါလေသူလည်းမဆိုင်ဘူးလေဗျာ မင်းကလည်းဘာလို့ခိုးရိုက်ရတာလဲ ဩမနိုင်လို့ခိုးရိုက်တယ်ဗောဗျာ ယူသားရိုက်ပါထားပါတော့စိတ်မရှိပါနဲ့အပရေးရလို့သဘောထားမင်းဖဲခိုးရိုက်တဲ့ကိစ္စကိုငါသမီးပြောတာတော့မပြောနဲ့ဟဲ့ကောင်ကြီးငါသမီးကဗဇက်ဖွာတဲ့နေရာမှာငါနှလုံးထီထိုးတာစားရဲသွားတိုင်လို့ဟာကောင်ရတားပါခြင်းတော့ရဲတယ် ဟုတ်တယ်အဲ့ဒါအခုငါနှလုံးထီတိုင်သွားကနေသူ့မဘိုးပေးပြီးနှုတ်ရင်ပိတ်ရတာငါဆုံးပါပေးပါကွာ ကျောက်ကတော့မချင်တယ်ဘူးနော် အေးပါ ဆုံးမထားအေးကျောက်နောက်တစ်ခါအဲ့လိုမျိုးကိစ္စမျိုးဖြစ်လာလို့တော့ငလက်မရောခမရောခေါင်းရိုက်ခွဲမှာတော့ကြောက်သိနေတော့ စိတ်ချော့ပါခဲကောင်စိတ်ချော့ပါခဲကောင်ခစ်တူတာပဲသမီးတကောင်နွားတစ်ထောင်လို့ပြောအောင်လဲမင်းကလေးစစ်ကမဟုတ်တားမိုက်လို့ပြောအောင်လဲယောက်ျားလေးစစ်မဟုတ်ဒီ80ပိုးလိန်နဲ့ပိုးလိန်တကောင်နဲ့တော့ဒီထိရတဲ့ဟောဟာနေကိုစောင့်နေတာလား ဘာဖြစ်လို့လဲပါရဲ့ နာဆက်ဖြီးနဲ့ဟင်နေပြောက်တနာရှာလာပြီမလားလည်းမနေပြောက်တနာရှာလာပြီမင်းမဟုတ်လား ဘာဖြစ်လို့လဲပါရဲ့ ဖဲဝိုင်းပါလေချစ်ကိုဖဲခိုးရိုက်တဲ့ကိစ္စကိုနေဟိုတစ်ဖက်လူသွားလိုက်လို့ဟိုမှာပြတ်တလိုက်တဲ့ရန်နေဖြစ်ကုန်ပြီတော့ အဲ့မှာတာလာရွာလား ဟုတ်တယ်အခုလာပြန်ပြောပါလား ကြည့်စမ်းအဲ့ဒီမှာတာဖဲလဲရိုက်သေးတယ်ဗျာကြည့်စမ်းဖဲလဲခိုးသေးတယ်အဲ့တော့တမီးကလေလူရိုချွန်ထည့်ပေးလိုက်တယ်လေ အမလီအဲ့ဒါနေကိစ္စလားတို့ဖဲပဲခိုးရိုက်ဘာပဲလှုပ်လို့အဲ့ဒါနေလှုပ်လားနေဆက်စုစီရောလား မမီးရှို့တိုင်းမဟုတ်တာလားလို့မရဘူးဘာရဲ့ ခဲတော့တာပါပဲဒီမှာအခုအဲ့ဒါပြဿနာတက်ပြီချစ်ကိုကမကျေနပ်ဘူးနောက်တစ်ခါဒါမျိုးတွေ့လို့ချင်းခမည်းတော်သားဖာနေအောင်သလုံးခေါင်းရိုက်ခွဲမယ်တဲ့ပြန်လာလဲဦးမပြန်လာလဲဦးမ အဖေကအကြောက်နေရတာသူ့ ဟဲ့တော့ဘောဟဲ့ရောက်နာ မကျင်တဲ့အဖေဘာမှမဘူးနဲ့တမီးလေအဲ့ကောင်လေအကောင်လုံးရဲတိုက်ခဲလိုက်ပြီ ပြီးတော့ဟာဘာဖြစ်မတော့အိုးလုံချလိုက်ကြပြီဟဲ့သမီးရဲ့အော်ငါလူကြီးတယောက်လုံးရှိရှိနဲ့နင်းရဲသွားတဲ့တော့ငါဒီရွာလူကြီးငါအတော့မကြဖြစ်မှာပေါ့ ဟောငါကလည်းတုံးချတာအဖေကလေ ဟင်ဘယ်လိုပြောကြဖေဦးငါနဲ့ဘာဆေးသားသားငါနဲ့ဘာဆေးသားသား ဟုတ် နင်းဒီထဲမှာသွားတာလားနေတာထိုင်တာစင်ကျင်တော့နော်နင်းငါလက်နဲ့တွေးတော့မယ်နားလဲလား ထားလိုက်ပါတော့အဖေရဲ့တမီးကစိတ်ညစ်နေရနော် အေးတော့ဒါတွေထား ဟုတ် နင်းကိုသတိပေးပြီးမှားထားကြရှိတယ် ဟာလေဖေ မndapဖန်မျိုးဧည့်သည်တွေလာမယ်ကြားလား ဟုတ် မျိုးဧည့်သည်တွေလာမစတာရနေတာထိုင်နေသွားတာလာတာစားတာတောက်တာနောက်ဆိုအိတ်တာကစကိုတာဝန်ကြည့်ပါသေးနော်အဲ့ဝကြည့်ပါသေးပြောစရာမဖြစ်စေနဲ့နော် ဟောတောက်လို့တရားရှောက်ပြီးတွေ့လား ပြောရလား အမေရဲ့မြို့ကနေရွာကိုလာတာလားတောင်းမွေတော်တဲ့ကိုခင်းရှာထွက်လာတာလားဟမ်အမေကဘာမှလည်းအမေရွာလား ငါကလည်းငငယ်ကတော့ရောက်ဘူးလားလေကြည့်ရတော့မြောက်ခါကျတော့ဘယ်မှမမြင်တော့မလဲဟာ အမေရဲ့ဒုက္ခပဲတရွာလုံးကလည်းမှောင်မဲနေတာပဲအေးဘာလဲမေရလဲ မောင်မဲမှာဘောနေကနေနေကနေမှအနေကြည့်ပြီချွတ်လိုက် ဟုတ်ပါဘူးလမ်းပြလိုက်ဘာပန်းနေမလဲ ဟဲ့ဟိုလျောက် ညာ ညာလုံးမနေနဲ့နင်တို့ကဘယ်လိုလဲ တားလို့ရွာတော့လာတာခင်ဗျာ အော်ရွာထဲသွားမအောင်ငါပန်းကင်းတွေကဖြတ်သွားဒါနင့်မင်းလေးစိုက်ထားတဲ့ပန်းကင်းများအောင်မိနေတာ နေမင်းလေးပိုင်းနဲ့ခင်ဗျာမှတ်နေတာတဲ့အမေလေးပိုင်းတာအဲ့လို နေဒီချရာပြောလို့လား မသိဘူးကွာနေနေနေ သွားဟိုဘက်ကသွား ဟုတ်ဟုတ် ဟဲ့ကောင်ဒါပဲသွားမလို့လို့မရ ဟိုဘက်ကငေါ့လွတ်လိုက်လို့ဒီဘက်ကသွားမလို့ ဟဲ့နင်သွားနေသွားလာနေလားဒါနင်များပိုင်နဲ့ချမ်းမို့လို့လားဟဲ့ငါပဲကြိုးကုန်မယ်လေ ဟုတ်ကဲ့အဲ့ဒါနေဟိုဘက်ကသွားမယ်နော် သွား ဟုတ်တယ်လေဟိုဟောလို့ ဟဲ့နင်တို့ဟိုဘက်ကသွားလို့ပြောနေရလေ ဟိုဘက်သွားတော့ဟိုဘက်ကငေါ့လွတ်လိုက်လို့ အေးဟိုဘက်ကငါတို့လားဟိုဘက်လွတ်တဲ့ရှိရနေသွားဘယ်နဲ့ဘလို့ကလေးကဝါတွေလဲမသိဟဲ့ကောင် နင်ပြောတာလူတော့နားမလို့လားပြန်လာတယ်နိလား ဟိုဒီဟိုဘက်ကလည်းသူတို့ဒီဘက်ကမလာနဲ့အဲ့တော့ကျွန်တော်ဒီဘက်ကလာတာဟိုအဲ့ဒါကျွန်တော်ဘယ်ဘက်လာသွားမလဲရင်
သွားကြနေရမရှိရက်နေလိုက် အော်ဟုတ်ကဲ့ဟိုဒီမှာပဲရက်နေလိုက်တယ်အမေရက်ရအောင် ဒီမှာပဲရှင်းနေလို့ရွာတွေကိုဘယ်ချိန်ရောက်မှာလဲသွားမှာပေါ့ ဟုတ်ကဲ့ ကဘာဆိုလဲငါအချင်းတော့ကဆိုတော့ တောက်လူတိုင်းတယ်ပါတယ်တမာဒီကနှကောင်းနှမျက်ပေါင်းတဲ့တကွာကိုကြီးကျော်တိုင်းတယ်ပါတယ်အမေရင်တိုင်းတယ်ပါတယ်မန္တလေးတိုင်းတယ်ပါ ဟဲ့မလေးကိုကြီးကျော်နဲ့အမေရတစ်ပင်တက်တဲ့နဲ့လည်းမဟုတ်ဘူးနေတိုင်တယ်ရုပ်ကစိုးတိုင်တယ်ရမှာလေ ရုပ်သမီးလေးတိုင်းတယ်ပါတယ်ဗျာ ဟေးဘာလဲနေကတစ်ပင်ဘောကပြုတ်ကြမှာဆိုလို့တိုင်တယ်နေတာလား ဟောတစ်ပင်ကပြောကြမှာမဟုတ်လို့ဗျာအမခါကြီးနေရှိခါကြီးနေရှိ လေအဲ့ဒီခါကျင်တော့ငါအောက်လန်းပညာနဲ့ဖယ်ရှားပေးလိုက်မယ်တွေ့ ဟိုနေပါဦးခမရစကားပြောတဲ့အောင်လန်းပညာနဲ့ခမရအဲ့လောက်တက်နေခမရအောင်လန်းပညာအဲ့တည့်တည့်ခုလိုက်လေ ဟဲ့ငါပညာကတက်ရှိတော်ဝါတွေလူတွေလှုပ်လို့ရတာအဲ့ဒီတက်မဲ့တွေကိုလှုပ်လို့မရဘူးဒါကြောင့်နင့်ကိုတက်ခိုင်းနေရတာလေ အေးပါဗျာပြီးတော့ခမရရှုပ်ရခက်နေတယ် ခေါင်းနဲ့ကြိုက်ပြီးတက်နေဒီဇိုင်းတက်လို့မှမိုးရရွာထားတာ အေးပါဗျာမေးပါ ညက်တယ်လို့ဘယ်ညက်တာတော့ ခမရမသိပါဘူးဗျာလို့သမ်းပါဗျာဗျာ စိတ်ပြေလား မလေးကိုကူညီပါလား ဘယ်လိုကူညရလဲ ကျွန်တော်ဟိုအပီမော်တက်ချင်လို့လေအောက်ကကျွန်တော်ခံယူရတာ ဟဲ့ဘာခံမှာတော့ ဟုတ်ရဲ့ဟိုကျွန်တော်အောက်ရဲ့ခုပြီ မလီနော်စားခြင်းလို့တာတောင်းရတာကြရက်တွေကိုတက်